35, the performance of Yamana and Mandalay 2 sung by grade 8 students. May I invite grade 8 students onto the stage? မြန်မာနိုင်ငံရဲ့ဒီကမျိုးဒီမျိုးဖြစ်တဲ့ရန်ကုန်မြို့ကရန်ကုန်သားလေးတွေနဲ့ရွှေရွှေချင်းတွေကိုလည်းလိုက်နေမန်လေးမြို့ကမန်လေးသူတွေရေးကြတဲ့အခါဘယ်လိုမူရတွေနဲ့စကားတန်ကြအောင်လဲဆိုတော့ကိုယ်အိမ်မှာအကြောင်းသူတွေကတင်ဆက်ပြီးမှဖြစ်တဲ့အတွက်ကြီးစုခံစားအားပေးကြအောင်ပါ